အားလုံးပဲမင်္ဂလာပါတကူလက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့ season 2ရဲ့ episode 5မှာကျွန်တော်ပြောပြမယ့်အကြောင်းအရာကခင်ဗျရဲ့ညအိတ်ဆက်ခြင်းတွေကိုပိုပြီးအေးချမ်းသွားစေနိုင်ပါတယ်လူအတော်များများကပတ်ဆက်ပိုရရင်ငွေကြေးပြဿနာပြည့်လည်သွားမယ်လို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဝင်ငွေတိုးလာတဲ့အမျှအသုံးစရိတ်ကလည်းလိုက်တိုးလာတတ်ပါတယ်ဒါကို rush rate ကြွပြိုင်ပွဲလို့ခေါ်ပါတယ်စုံမရှိတဲ့တန်တရားထဲမှာပတ်ဆက်နောက်ပဲလိုက်နေရတာပါဒီနေ့မှာတော့အဲ့ဒီတန်တရားကနေရုံးထွက်ပြီးခမရအိတ်နေချိန်မှာတော့ပတ်ဆက်ကခမရအတွက်အလုပ်လုပ်ပေးမဲ့ financial freedom အကြောင်းကိုအခြေတုံးဝင်ဆွေးနွေးသွားပါမယ် financial freedom ရဲ့အဆင့်၅ဆင့်လွတ်လပ်မှုဆိုတာတညာရင်းနဲ့ရတာမဟုတ်ပါဘူးခမရအခုဘယ်ဆင့်မှာရှိနေလဲဆိုတာအရင်ကြည့်ရအောင်နံပါတ်1 financial clarity ငွေကြေးရှင်းလင်းမှုကိုကဘယ်လောက်ရပြီးဘယ်လောက်ကုန်နေလဲကျွေးဘယ်လောက်ရှိလဲဆိုတာတိတိကျကျသိတဲ့အဆင့်မှာဒါဟာအခြေခံအကြဆုံးပါပဲနံပါတ်2 emergency buffer အရေးပေါ်ရန်ပုံငွေရှိခြင်းမမျှော်လင့်ပဲအလုပ်ပြုတ်တာနေမကောင်းဖြစ်တာမျိုးအတွက်အနည်းဆုံး3လစာကနေ6လစာစုဆောင်းထားပြီးတဲ့အဆင့်ဒီအဆင့်မှာခင်ဗျားစိတ်အေးလက်အေးစတင်စဉ်းစားလို့ရပါပြီနံပါတ်3ကတော့ debt freedom အကျွေးကင်းစင်မှုအဆင့်အတူနှုံများတဲ့အကျွေးတွေဥပမာအတူပေးကက်အကျွေးအားလုံးကိုရှင်းထုတ်ပြီးတဲ့အဆင့်မှာနံပါတ်4ကတော့ financial independent ငွေကြေးလွတ်လပ်မှုဒါကတော့ပန်းနိုင်ပါပဲခင်ဗျားရဲ့ယင်းနှိမ့်ညွှန်းနှံမှုတွေကနေထွက်လာတဲ့အတူဒါမှမဟုတ်အမျက်ဟာခင်ဗျားရဲ့လစဉ်ကုန်ကျစရိတ်ထက်များနေတဲ့အဆင့်မှာအဲ့ဒီအချိန်မှာခင်ဗျားဟာရှင်သန်မှုအတွက်အလုပ်လုပ်เสียမလိုတော့ပါဘူးနံပါတ်5 financial abundance ပေါ်ကျွေရတဲ့အဆင့်မှာဒါကတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေလှူခြင်းတန်းကျင်တာတွေပါကန့်သက်မရှိလုပ်နိုင်တဲ့အဆင့်မှာ Robert Kiyosaki ပြောသလိုပဲစင်ရသားတွေကပစ္စည်း step တွေဝယ်တယ်ချမ်းသာတဲ့သူတွေကယင်းနီး asset တွေဝယ်တယ် asset ဆိုတာခင်ဗျားအိတ်ထဲကိုပတ်စံထည့်ပေးတဲ့အရာဥပမာငှားထားတဲ့အိမ်အမျက်ဝေစုပေးတဲ့ share ခင်ဗျားမရှိလဲပတ်တဲ့လုပ်ငန်းရွှေမြေကိုဆိုလိုတာပါ liability ဆိုတာခင်ဗျားအိတ်ထဲကပတ်စံကိုနှိုက်ယူသွားတဲ့အရာဥပမာအလှစီးတဲ့ကားတန်ဖိုးကြီးဖုန်းအကျွေးနဲ့ဝယ်ထားတဲ့အသုံးဆောင်ပစ္စည်းတွေကိုပြောချင်တာပါခင်ဗျားရဲ့ပင်မဝင်ငွေ salary ကို asset ထဲအရင်ထည့်ပါအဲ့ဒီ asset ကနေပွားလာတဲ့ပတ်စံကြမှာခင်ဗျားလိုချင်တဲ့ liability ကာဖုန်းတွေကိုဝယ်ပါအဲ့ဒါဆိုရင်ခင်ဗျားရဲ့မူရင်းပတ်စံကပျောက်မသွားပဲခင်ဗျားအတွက်ဆက်ပြီးအလုပ်လုပ်ပေးနေပါလိမ့်မယ်လက်တွေ့ကြစတင်နိုင်မဲ့နီလန်၄ခုစာတွေ့မဟုတ်ပဲလက်တွေ့လုပ်ဖို့ဒါတွေလိုအပ်ပါတယ် rule of 50-30-20ခမရဝင်ငွေရဲ့90%ကိုမရှိမဖြစ်သုံးရမယ်ဆိုတဲ့စရိတ်တွေနဲ့သုံးလိုက်ပါ30%ကိုလိုရင်ဆန္ဒအတွက်သုံးပါကျန်တဲ့20%ကိုတော့ယင်းနှိမ့်မြုံနှံမှုအတွက်မဖြစ်မနေဖယ်ထားပါနောက်တစ်ခုcompound interest ကိုမြန်မာလိုအတိုးပေါ်အတိုးဆင်ခြင်းသို့မဟုတ်ပေါင်းဆက်တိုးလို့ခေါ်ပါတယ်ရိုးရိုးအတိုး simple interest ကရင်းနှီးထားတဲ့မူလအရင်းနှီးပေါ်မှာပဲအတိုးထွက်တာဖြစ်ပေမဲ့ compound interest ကတော့ရရှိလာတဲ့အတိုးကိုအရင်နဲ့ပေါင်းထည့်ပြီးအဲ့ဒီစုစုပေါင်းပမာဏပေါ်မှာအတိုးထက်တွက်တာဖြစ်ပါတယ် compound interest ရဲ့ထူးခြားချက်ကအတိုးကနေအတိုးပြန်ပွားတာပါချိန်ကြာလေငွေကြီးပမာဏကအရှိန်အဟုန်နဲ့ပိုများလေဖြစ်ပါတယ်ဒါကြောင့်ပတ်စံအများကြီးရှိမှယင်းနှိမ့်ညွှန်းနာမယ်လို့မတွေးပါနဲ့တစ်လကို1000ပဲဖြစ်ဖြစ်စောစောစတင်မှာအချိန်ကြာလာတဲ့အမျှခင်ဗျားမနှစ်မှတ်ထားတဲ့ပမာဏအထိပွားလာပါလိမ့်မယ်နံပါတ်3 high income scale ဝင်ငွေနည်းနေရင်စုဖို့ခက်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အရေးချင်းကိုမြင့်တယ်မှာခင်ဗျားရဲ့ earning power မြင့်လာတာနဲ့အမျှ freelance ကိုပုံမြန်ရောက်ပါလိမ့်မယ်နံပါတ်4ဝင်ငွေတိုးလာတဲ့အခါနေထိုင်မှုစရိတ်ကိုလိုက်မတိုးပါနဲ့အရင်တိုင်းပဲဆက်နေပြီးပိုလာတဲ့ပတ်ဆက်ကိုasset ထဲပို့ထည့်ပါ financial freedom ဆိုတာဘာမှမလုပ်ပဲပြင်းနေဖို့မဟုတ်ပါဘူးကိုတကယ်လုပ်ချင်တဲ့အရာကိုပတ်စံအတွက်ပူစရာမလိုပဲလုပ်နိုင်မှုဖြစ်ပါတယ်ပိုက်ဆံကိုအရှင်သခင်အဖြစ်မထားပါနဲ့ခင်ဗျားရဲ့စွမ်းထက်ဆုံးကျွမ်းအဖြစ်သုံးချပါဒီနေ့မှာခင်ဗျားရဲ့ရသမျှဝင်ငွေနဲ့ထွက်သမျှအသုံးစရိတ်စရင်းချရေးပါခင်ဗျားအိတ်ထဲကပတ်စံကိုနှိုက်နေတဲ့ liability ဘယ်နှခုရှိနေလဲဆိုတာရှာဖွေပြီးအဲ့ဒါတွေကိုစတင်ရှော့ချပါကျွန်တော်မင်းရမအားလုံးပဲငွေကြေးရဲ့လွတ်လပ်သူများဖြစ်ကြပါစေအဆုံးထိကြည့်ရှုနားဆင်သူအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ